မင်္ဂလာပါရှင်ဒုက္ခမဟာစိုက်ပျိုးရေးစိတ်ကုမ္ပဏီကပြုလုပ်တဲ့တောင်သူပညာပေးဆွေးနွေးပွဲကနေကြိုဆိုလိုက်ပါရှင်ဒီနေ့မှာတော့အထူးဆွေးနွေးပေးသွားမှာကဆီယာမဒေါက်တာတရပဲဖြစ်ပါရှင်မင်္ဂလာပါဆီယာမရှင်မင်္ဂလာပါဆရာဒီနေ့မှာပေါ့နော်အာလူစိုက်တဲ့တောင်သူတွေအနေနဲ့အဓိကကြုံတွေ့နေရတဲ့အာလူနှောင်းပင်နာကြယောဂါနဲ့ပတ်သက်ပြီးတော့ဆီယာမအနေနဲ့အသေးစိတ်လေးဆွေးနွေးပေးပါအောင်ရှင်အလူနောင်ပင်နာကြယောဂါကပေါ့တကယ်တော့မှုယောဂါလည်းမဟုတ်ဘူးပုံနှိမ့်မှုမျိုးစားဖြစ်တဲ့ဥမိုက်စစ်ဆိုတဲ့မှုကြောင့်ဖြစ်တာပေါ့ဒီလိုကြောင့်ဆိုတော့ကြတော့ဒီအာလူစိုက်တောင်သူတွေအနေနဲ့ကကြတော့ဒီမှုယောဂါတစ်ချိန်တစ်နှစ်ကြာပူပြီးသားဆိုရင်ဒါမဲ့နှစ်နောက်နှစ်ဒီမှာလည်းဆက်တိုက်ကြနိုင်တယ်ဘာလို့လဲဆိုတော့ तू ကမြေကြီးထဲမှာနှစ်စီကာလကြာရှိကိုအောင်ပြီးတော့ရှင်တန်နိုင်တယ်နောက်တစ်ခုကကြတော့သူ့ရဲ့ကူးဆက်နိုင်မှုအခြေအနေပေါ့ तू ကဟိုပေါ့ပြင်းထန်မှုရှိတယ်ပေါ့ကုသနိုင်စွမ်းအားမြင့်တဲ့ယောဂအမျိုးအစားမျိုးလည်းဖြစ်ပါတယ်ဒီနှောင်းပင်နာကြယောဂကြပြီဆိုရင်ပေါ့အာလူရွက်တွေမှာအာလူပင်ရဲ့အရွက်မှာပေါ့နော်ဘယ်လိုဖြစ်မလဲဆိုတော့ပထမဆုံးရေဆိုနာလေးကနေစမှာရေဆိုနာလေးကနေစနေပြီးမှသူ့ရဲ့ဒီရေဆိုနာလေးကနေတဖြည်းဖြည်းကျဲပြန့်လာပြီးတော့အရွက်မှာအညိုရောင်ပေါ့အနားတစ်ဖက်ကနေတက်ပြီးတော့အညိုရောင်ပုံနဲ့အရွက်တွေခြောက်သွားတာမျိုးဖြစ်သွားနိုင်ပါတယ်တကယ်လို့ပြင်းပြင်းထန်တဲ့ယောဂအကြပြီဆိုလို့ကတော့ဒီအာလူပင်စီရဲ့ပင်စီပေါ်မှာဒီအညိုရောင်အမဲရောင်အကွက်တွေဒီဖြစ်သွားနိုင်ပါတယ်ဒီအာလူးပေါ်မှာကြတော့ဘယ်လိုဖြစ်နိုင်လဲဆိုတော့ကြတော့ဒီပန်းခရမ်းရောင်ခမွဲမွဲအချိုင်ကွက်ကလေးတွေဖြစ်နေမယ်အဲ့ဒီအာလူးကိုလှိကြည့်မယ်ဆိုတော့အထဲမှာနီညိုရောင်အကွက်ကြီးတွေဖြစ်ပြီးပုတ်နေတာမျိုးပေါ့နော်ဒီလိုမျိုးထိဆိုးဆိုးရွားရွားကြဖြစ်နိုင်ပါတယ်ဒါဆိုရင်ပေါ့နော်ဒီအာလူနှောင်းပင်နာကြယောဂါပေါ့နော်အာလူထွက်နှုံးကိုတိတိတတရောကြစေတာပေါ့နော်တိတိတတရောကြတယ်ဆိုတာထက်ပေါ့နော်အာလူတူပြင်းပြင်းထန်ထန်ကြတဲ့နှစ်မှာဆိုအာလူတောင်သူတွေကဟိုပေါ့အထွက်နှုံးကိုမရတဲ့အခြေအနေထိဖြစ်သွားတာမျိုးပေါ့နောက်တစ်ချက်ကျတော့ဘလို့အခြေအနေမျိုးမှာဖြစ်နိုင်လဲဆိုတာမျိုးပေါ့နော်ဘလို့ဆိုတော့သူကဒီဥမိုက်စီဆိုတဲ့ဒီပုံနှိမ့်မှုရဲ့အမျိုးအစားရသူကရေအရန်ကြိုက်တယ်အဆိုတဲ့များတယ်ပေါ့အာလူဆိုင်ထားတဲ့ယာဒီမှာမိုးများရွာတယ်ပုံဆိုင်ပိုင်းနေတဲ့ယာဒီဥလူဖြစ်တယ်ပေါ့အလွယ်မှတ်မယ်ဆိုပြီးတော့ဆိုရင်တော့အေးမြဆွဆိုတဲ့ယာဒီဥလူမျိုးမှာသူကပြက်နှက်မှုအရန်မြန်တယ်ပြက်လက်မှုရမ်းမြန်ပြီးတော့အဲ့ဒီလိုနှစ်မျိုးနဲ့ကိုယ့်ရဲ့အာလူစိုက်တဲ့နှစ်နဲ့တိုက်ဆိုင်နေဆိုလို့ကတော့သူကပြင်းပြင်းထန်ထန်ကြောက်မှုများပြီးတော့အထွတ်လုံးထိတာမဟုတ်ဘူးအထွတ်လုံးမရတဲ့ဟာမျိုးတော့ဖြစ်သွားနိုင်ပါတယ်ဒါဆိုပေါ့နော်ဒီယောဂါကိုဆရာမဘယ်လိုမျိုးကာကွယ်လို့ရနိုင်မလဲဘယ်ဆေးမျိုးစာကိုသုံးပြီးတော့ကာကွယ်လို့ရနိုင်မလဲဆရာမဆိုတော့ဒီပေါ့ဒီနောက်ပြန်လာကြလို့ဟာမျိုးကြတော့အမတို့ကကာကွယ်လို့တော့ရမယ်ဒါပေမဲ့ဒီလက္ခဏာကြလာတွေ့လာပြီဆိုလို့ကတော့ဒါအဲ့ဒီနောက်မှာဆေးလိုက်ဝယ်တာတို့ခါတို့ဆေးညွှန်းတာတို့ကဟိုအင်မတန်နောက်ကျသွားပြီဘာဖြစ်လို့ဆိုတော့ဒီယောဂလက္ခဏာအုံဆိုင်ပိုင်းနဲ့ယာတီဦးတို့မှာဒီယောဂလက္ခဏာစပြလာပြီဆိုတော့3ရက်ကနေ9ရက်လောက်အတွင်းအလူကင်းတကင်းလုံးပြောင်းသွားနိုင်တာခြောက်သွားနိုင်တာပေါ့နော်ပြောရဆိုတော့အဲ့လိုမျိုးဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်ကြိုပြီးတော့ကာကွယ်တာအကောင်းဆုံးပဲဒါဆိုရင်အာလူစိုက်တောင်သူတွေအနေနဲ့ဒီပေါ့ဒီကွင်းစင်းကုမ္ပဏီဝန်ထမ်းတွေနဲ့သိရမယ်ကိုယ့်ရဲ့တာဝန်ကျတဲ့ဒေသမှာအုံဆိုင်မှပြီးမိုးတွေအုံလာပြီဆိုဟေးလေးပလိုက်တွေကြတော့မယ်ပေါ့နော်နောက်ပြန်လာကြတော့မယ်ဆိုပြီးတော့မှကြိုပြီးတော့ကာကွယ်ဖို့လိုပါတယ်အဓိကကတော့အဲ့ဒီအာလူစိုက်ခင်းကိုရေမပွက်အောင်ရေမဝတ်အောင်ရေဝတ်တဲ့အခြေအနေရှိရင်လည်းရေဖောက်ထုတ်ပေးရမယ်ဒါကမပြစ်မနေအရင်အရေးကြီးပါတယ်နောက်ကစိုက်ချိန်ကိုတော့ဒီမိုးများတဲ့ရာသီဥတုနဲ့ပုံနဲ့ဒါပေမဲ့မလွဲတာမရှောင်တာစိုက်တဲ့ရာသီဥတုမှာမုန်တိုင်းပါညာဝင်တော့မတက်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးကြုံလာတဲ့အခါမှာရာသီဥတုဖောက်လွဲဖောက်ပြန်ဖြစ်ပြီးတော့ဆွတ်ဆိုထိုင်းမှတဲ့အခြေအနေမှာဆိုတော့မတို့ကဒီဓာတုဆေးတုံးပြီးတော့ကာကွယ်မိုးသက်ဆေးတုံးပြီးတော့ကာကွယ်ထားလို့ရပါတယ်ဆိုတော့ပြောရမယ်ဆိုတော့ဒုက္ခမဟာဆေးဆိုရင်တော့ပေါ့နော်ဒီမဟာမန်ကိုပေါ့မဟာမန်ကိုတုံးဒုတိယအချိန်မှာကျတော့မဟာမန်ကိုနဲ့ဒုက္ခဆိုင်မကိုအချိုးညီပေါ့အချိုးညီဆိုတာ10cc အပေါင်း10cc ဆိုတာမျိုးပေါ့နော်နှုံထားအချိုးညီတုံးတယ်အကယ်၍နည်းနည်းလေးပို့ပြီးတော့ပြင်းထန်တိုင်းဆွထိုင်းမိုင်းနဲ့ရာသီဥတုကြာရှည်လာပြီဆိုတော့အမတို့ကမုတ်ကလင်နာကိုတစ်ချိန်တုံးပေးဖို့လိုပါတယ်ဒါဆိုရင်တော့တို့ကဒီနှောင်းပင်နာကြယောဂါကိုကာကွယ်နိုင်မှာဖြစ်ပါတယ်ဒါနောက်ကျနေလို့တော့မရဘူးနောက်ကျနေမယ်အချိန်ဆွဲနေမယ်ဆိုလို့ကတော့မုတ်သက်စေးတုံးလို့အဆင်မပြေနိုင်ပါဘူးဟုတ်ကဲ့ပါဆရာမဒါဆိုရင်ပေါ့နော်ဒီမဟာမန်ကိုတုခဆိုင်ပေါ်မှုကလင်နာကိုသုံးမယ်ဆိုရင်ဒီအာလူနှောင်းပင်နာကြယောဂါကိုတေချာပေါက်ကာကွယ်နိုင်မှာပေါ့နော်ဆရာမကာကွယ်နိုင်ဒါပေမဲ့ရေမဝတ်ဖို့တော့အရင်ရေးကြည့်တယ်ရေဝတ်ရင်တော့ရေဝတ်တယ်မိုးများတဲ့ကာလကြာရှည်တဲ့အာလူစိုက်ခင်းကိုတို့နည်းနည်းပေါ့တတိလက်လွတ်နေမိတယ်ဆိုတော့ပြည့်နှက်မှုက3ရက်က9ရက်အတွင်းဖြစ်တဲ့အတွက်ကြောင့်ပေါ့ဆာလို့တော့မနေရဘူးတို့ဒီဆေးတွေရှိတယ်ဒီဆေးတွေသုံးနိုင်တယ်ဒါပေမဲ့လည်းဒါကြောင့်မလို့ရွာချင်းရွာစမ်းကွာဆိုပြီးတော့ပေါ့ဆာနေလို့တော့မရဘူးဒါကတော့အရေးကြီးတဲ့အချက်တွေမှာပါပါတယ်ဟုတ်ကဲ့ပါဆရာမတေချာလေးလာမှတ်သားလိုက်ရပါတယ်ဒီနေ့မှာအချိန်ပေးပြီးဆွေးနွေးပေးရဆရာမတတကိုကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်